ဝိစေးကြောင့်လည်းလှုပ်ထားတဲ့မုတ်ဂျယ်လီကူကီတစ်ခုစားလိုက်တယ်ဗျာပြီးတော့စောင့်နေဘာမှဖြစ်မလာဘူးအပလာကြီးပါဒီစေးကြောင့်တောက်တော့ဖီးမရှိဘူးဆိုတော့ဘော်ရာအတွက်အတီးပဲစိုင်းဘာလို့မတိုးတာလဲဆိုတော့ပြောပါမယ်ဗျာโอเคပြောရင်တော့ကျွန်တော်စေးကြောင့်ကိုဖွာလိုက်တဲ့အခါမှာတေးစီတက်ကဒီအစုပ်ကနေတစ်ဆင့်သွေးကြောတဲ့ဓာတ်ရိုက်ရောက်ပြီးဒီအုံနောက်ကိုအမြန်ဆုံးရောက်သွားတယ်ဗျာဒါကြောင့်ချစ်စင်းစလိုဟိုက်တာပါဒါပေမဲ့အတီးပဲစားတဲ့အခါမှာဗျာဒီတေးစီကအဆိုင်ကနေအသေးစီကိုရောက်သွားတယ်ပေါ့နော်အဲ့ဒီကနေအသေးကဗျာဒီတေးစီကို11 hydroxy တေးစီတက်အမျိုးအစားဖြစ်ပြောင်းလဲလိုက်တယ်ဒီ11 hydroxy တေးစီတက်ကဗျာဒီမူလတေးစီတက်အစားပေါင်းများစွာပိုပြင်းထန်တယ်ဗျာချုပ်ပေါ်လာရမှာဆိုဗျာဒီလိုအသေးကနေပြောင်းလဲပြီးအန်ဇိုင်းတက်ကသဘောအတိုင်းနဲနေရဒါမှမဟုတ်ဒီလုပ်ငန်းစဉ်ကအလုံးမလို့မျိုးရှိတတ်ပါတယ်ဒါကြောင့်အစမ်းထက်တဲ့ဒီ11 hydroxy တေးစီတက်ကအလုံးလောက်မထုတ်ပေးနိုင်ပဲနဲ့စားလိုက်တဲ့ edible ကဘာမှအာနိသင်မရှိသလိုမျိုးဖြစ်သွားတယ်ဗျာโอเคနောက်တစ်ချက်ကတေးစီကရေမှမပြုံဝင်ပဲနဲ့အစီမှသာပြုံဝင်ပါတယ်ဒီ edible ကိုဘိုက်မှာဗျာဒီအစာလုံးဝမရှိပဲနဲ့စားလိုက်ရင်အစာရဲ့နေစုံနှုံမှုကမှန်ကန်မှုမရှိပဲနဲ့နှေးကွေးတာဒါမှမဟုတ်လုံးဝမစုံယူတာမျိုးဖြစ်တတ်ပါတယ်ဒါပေမဲ့အစီများတဲ့အစာတော့ဥပမာထောပတ်အစီပါတဲ့မုတ်တွေနဲ့တွဲစားလိုက်တဲ့အခါမှာဗျာဒီတေးစီကအစီနဲ့တွဲပြီးခန္ဓာကိုယ်ပို့ပြီးလှင်မြန်မှန်ကန်စွာစုံယူနိုင်ပါတယ်ဒါကြောင့်ဘိုက်စာနဲ့စားလိုက်တာမတိုးစေပဲနဲ့အစာရှိမှအာနိတွေတိုးတာမျိုးလည်းဖြစ်တတ်ပါတယ်ဘော်ရာရဲမှာနေ့တိုင်းပုံမှန်ဝီဖွာနေတဲ့သူတွေဆိုသတိထားမျိုးပါအဲဘာတောင်းနေတော့ဗျာဒီတေးစီကိုတဖြည်းဖြည်းခံနိုင်ရှိလာတယ်ထုံလာပါတယ်ဒါကို tolerance တိုးတယ်လို့ခေါ်ပါတယ်โอเคအဲ့ဒီဘယ်တွေကအာနိတွေပို့ပြင်းမယ်ဗျာဒီပုံမှန်ဖွာရှိုက်ပြီးတော့ဟိုက်နေကြခန္ဓာကိုယ်ကအဲ့ဒီဘက်ကရလာအာနိတွေအစ်စ်ကိုပို့ပြီးတော့ခံနိုင်ရှိနေတတ်ပါတယ်ဒါကြောင့်ဗျာအဲ့ဒီပဲစားလိုက်ရင်ပုံမှန်ဟိုက်နေကြအတိုင်းတာတော့ပဲခံစားရပြီးတော့ဒီမတိုးဘူးလို့ထင်မှတ်သွားနိုင်ပါတယ်အဲ့လိုဖြစ်နေပြီဆိုရင်တော့တပတ်လောက်ဘော်တော့နားသိနေပါပြီနောက်တစ်ခုကကျွန်တော်ဘော်တာတယောက်ဆိုရင်ဗျာဒီမတက်ဘူးနဲ့စွတ်စားလိုက်တာတကယ်လဲတက်ရောနောက်နေ့ည8 နာရီထိဘာလို့ထိပါဖြစ်သွားလာမျိုးကြီးကြုံနိုင်ပါတော့မို့စွတ်မစားနဲ့မြောက်တက်သွားမယ်ဆိုတာမျိုးလည်းဖြစ်နိုင်ကြောင်းပြောရင်းနဲ့ဘော်တော်စီက edible စားတဲ့အတွေ့အကြုံလေးတွေသိကြပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ